Law of Relativity နိုင်ရှင်ခြင်းနေရာမှာကျမတို့လူတွေမှာကကိုယ်ခြံထဲကမြက်တဲ့ဟိုဘက်ခြံထဲမှာရှိတဲ့မြက်ကပိုပြီးစိမ့်နေဆိုတဲ့စိတ်မျိုးရှိတတ်ကြတယ် The grass is greener on the other side ပေါ့သူများယောက်ျားကပိုပြီးပတ်စံရှာနိုင်တယ်သူများမိန်းမကပိုပြီးဆွဲဆောင်မှုရှိတယ်သူရဲ့ကလေးတွေကပိုပြီးစာတော်တယ်သူတို့စီးတဲ့ကားကပိုပြီးတော့ကောင်းတယ်စသည်ဖြင့်တွေးတက်ကြတာဟာနိုင်ရှင်တက်တဲ့စိတ်ပဲဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ social comparison လို့ပြောနိုင်ပါတယ်နိုင်ရှင်နဲ့ compare လုပ်တယ်ဆိုတာကလူသဘာဝ human nature ပဲဖြစ်ပါတယ်ကလေးလေးတွေတောင်ကိုယ်လက်ထဲကအယုတ်ထက်သူများလက်ထဲကအယုတ်ကိုပိုပြီးလိုချင်တဲ့စိတ်မျိုးရှိနေတတ်ကြတာပါပဲစိတ်ထောင်ကြောက်တွေထဲမှာနိုင်ရှင်တက်တာလဲပါပါတယ်အချင်းချင်းနိုင်ရှင်နေတတ်ကြတယ်သူသွားတဲ့လမ်းနဲ့ကိုသွားတဲ့လမ်းမတူပေမဲ့လဲနိုင်ရှင်တက်ကြပြန်တာပဲကိုဘဝနဲ့သူ့ဘဝနဲ့မတူညီဖြတ်တန်းလာကြတဲ့အတွေ့အကြုံတွေမတူညီပေမဲ့သူကတော့ဒီလိုဖြစ်တယ်ဒီလိုနေရတယ်ငါကတော့သူ့လိုမနေရဘူးမသွားရဘူးဆိုပြီးနိုင်ရှင်နေမိတတ်ပါတယ်တကယ်တော့လူတိုင်းရဲ့ဘဝမှာအဆိုးအကောင်းဆိုတာအမြဲတွန်တွဲပြီးရှိပါတယ်ဒါကိုနားမလဲလက်မခံနိုင်သေး၍ကျမတို့ဟာနိုင်ရှင်နေမိတတ်ကြမှာပဲဖြစ်ပါတယ်ဒုက္ခမှာဒုက္ခရဲ့သဘောတဘာဝအရာပင်ပန်းမှုတွေဆင်းရဲမှုတွေရှိတယ်နာကျင်ဝမ်းနည်းရတာတွေရှိတယ်ဒုက္ခမှာတော့ချမ်းသာခြင်းတက်တောက်တက်တာရှိခြင်းအေးချမ်းခြင်းစတဲ့တဘာဝတရားတွေရှိတယ်ဒါပေမဲ့လူတဘာဝအရာဒုက္ခကိုဒုက္ခလို့မထားနိုင်သလိုဒုက္ခကိုလည်းဒုက္ခအနေနဲ့မထားနိုင်ကြပါဘူးဒုက္ခရောက်နေတဲ့အချိန်မှာဒုက္ခနဲ့နိုင်ရှင်ခံစားလိုက်တယ်အဲ့ဒီအခါဒုက္ခရဲ့သဘောတဘာဝတွေဟာပိုပြီးပြပြင်းသွားတယ်ဒုက္ခရဲ့အရာတာကလည်းဒုက္ခနဲ့နိုင်ရှင်လိုက်ရင်ပိုပြီးထင်ရှားပေါ်လွင်လာတတ်တယ်အလွယ်ဥပမာပေးရရင်ဝါတဲ့သူဟာပိန်တဲ့သူတွေနဲ့နိုင်ရှင်ကြည့်မိလို့သူ့ကိုယ်သူဝါတယ်လို့ခံစားရတာဖြစ်တယ်အသားမဲတဲ့သူကလည်းဖြူတဲ့လူနဲ့နိုင်ရှင်ပြီးသူဟာမဲတယ်ဆိုတဲ့ခံစားချက်ကိုရတယ်လောကမှာအကောင်းနဲ့အဆိုးအဖြူနဲ့အမဲဟာအမြဲအတူတွဲနေတတ်ပါတယ်ဒါဟာစัจကျင်ဘက်တစ်ခုအတူရှိနေတဲ့သဘောတရား dualistic concept ပဲဖြစ်ပါတယ်ဒါကြောင့်အဖြူကိုအမဲနဲ့နိုင်ရှင်နေမဲ့အစားအဖြူအတိုင်းလက်ခံထားလိုက်တယ်အမဲအတိုင်းလက်ခံထားလိုက်တယ်ဆိုရင်ဒါဟာ neutrality ဆိုတဲ့စိတ်အခြေအနေကိုရောက်နေတာဖြစ်ပါတယ်သူ့နေရာနဲ့သူ့အရှိတိုင်းသူလက်ခံထားလိုက်တဲ့အခါမှာစိတ်ကကြိုက်ခြင်းမကြိုက်ခြင်းဆိုတာတွေနောက်လိုက်ပြီးပင်ပန်းခြင်းမဖြစ်တော့ပါဘူးလွတ်မြောက်မှုရပါတယ်သဘောပေါက်ထားရမှာကအမဲထဲမှာလည်းအဖြူရှိနိုင်တယ်လို့အကောင်းထဲမှာလည်းအဆိုးရှိနိုင်တဲ့သဘောပါပဲပတ်စံတပြားမှမရှိတဲ့အိတ်ချေရမဲ့လူတယောက်ဟာသွက်ဖောင်းပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတယ်ဆိုတာဒုက္ခထဲကဒုက္ခတသေးလေးတစ်ခုပဲဖြစ်ပါတယ်။ဤဆက်နေတဲ့မွေးရကြီးပေါ်ကတထေးကြီးကတော့လုပ်ငန်းတွေဆုံးရှုံးသွားမှဆိုပြီးညဘက်အိပ်မပျော်နိုင်တာဟာဒုက္ခတွေထဲကဒုက္ခတစ်ခုပါပဲ။အချုပ်ဆိုလိုရင်းကတော့ဘဝမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တလက်ပြီးတလက်ကြုံနေရတာပါပဲ။ဒါကိုနားလည်လက်ခံနိုင်နေဆိုရင်စိတ်အတွင်းတည်ငြိမ်မှုအေးချမ်းမှု inner peace ကိုရနိုင်ပါတယ်။ကျမမကြာခဏရေးခဲ့ဖူးတဲ့ consciousness map ရဲ့အလေကောင်တက်မှာ neutrality ဆိုတာရှိပါတယ်။ neutrality မှာ non-judgmental ဖြစ်တဲ့စိတ်အခြေအနေဆိုတာဒုက္ခဖြစ်ဖြစ်ဒုက္ခဖြစ်ဖြစ်ဘာနဲ့မှမနိုင်ရှင်ပဲတဘာဝအတိုင်းအရှိအတိုင်းလက်ခံထားနိုင်တာကိုဆိုလိုတာပါပဲ။နိုင်ရှင်နေတဲ့အခါမှာဒေါသစိတ်ဝမ်းနည်းစိတ်အလိုမကျစိတ်အားငယ်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်။သူများကိုမနာလိုစိတ်တိုက်ခိုက်ခြင်းစိတ်မုန်းတီးစိတ်ကြည်မရတဲ့စိတ်ဒ
သူများချရှုံသွားရင်ဝမ်းသာတဲ့စိတ်တွေဖြစ်တတ်ပါတယ်။ဒါတွေဟာအောက်ကိုတွန်းချတဲ့ force တွေဖြစ်ပါတယ်။အောက်ကုသိုလ်စိတ် negative energy low energetic frequency ဖြစ်ပါတယ်။ lack mentality ဖြစ်နေပါတယ်။ neutrality ကိုရောက်လာရင်ပျော်ရွှင်တဲ့စိတ်ကျေနပ်တဲ့စိတ်ကျေးဇူးတင်တတ်တဲ့စိတ်တွေဖြစ်လာပါတယ်။ဒီစိတ်တွေကတော့အထက်ကိုတွန်းတင်ပေးတဲ့ power တွေဖြစ်ပါတယ်။ကုသိုလ်စိတ် positive energy high energetic frequency and abundance mentality ဖြစ်ပါတယ်။နိုင်ရှင်နေဆိုတာကမွေးလာကလေးကပါလာခဲ့တာမို့လုံးဝမဖြစ်အောင်ရပ်တန့်ဖို့မလွယ်ပေမဲ့တတိရှိရင်တော့ရှော့ချလို့ရနိုင်ပါတယ်။အခုအချိန်မှာ social media ကြည့်တယ်ဆိုရင်ပဲတချို့တွေတကယ်ကိုအပြန်စားအမိုက်စားတထေးဆန်တဲ့ lavish lifestyle ကို show off လုပ်ပြထားတာမျိုးတွေတွေ့ရတတ်တယ်။ဒီလိုလူမျိုးတွေကိုသွားကြည့်မိတဲ့အခါကိုယ့်ဘဝကိုပို့ပြီးစိတ်သက်ကြတာမျိုးဖြစ်နိုင်တယ်။အထူးသဖြင့်ခုလိုကြက်တဲနေတဲ့အချိန်မှာသူများတွေနဲ့ကိုယ့်ဘဝကိုမနိုင်ရှင်မိပါစေနဲ့။သူများဘဝကိုကြည့်ပြီးကိုယ့်ဘဝကိုဝန်းနေနေမယ်ဆိုရင်ဒါဟာ lack mentality ပါပဲ။ကိုယ့်ဘဝမှာရှိတဲ့အရာတွေဟာကိုယ်နဲ့အဆင်ပြေနေတယ်။ဒါတွေကိုလက်ခံထားနိုင်တယ်။ကျင့်တတ်တယ်ဆိုရင် abundance mentality ပဲဖြစ်ပါတယ်။စကြဝဠာရဲ့လေးနက်မှုမြင့်မြတ်မှုတည်ငြိမ်မှုအလားတရားယတနာတွေနဲ့လျှို့ဝှက်ချက်တွေဆိုတာတကယ်တော့ကျမတို့ရဲ့နှလုံးသားထဲမှာပဲရှိနေတာပါ။ရှာဖွေလေထိတွေ့ခံစားခွင့်ရလေမို့လို့အံ့ဩဝမ်းသာစရာပဲဖြစ်ပါတယ်။တကယ်တော့ကျမတို့အားလုံးဟာကိုယ်လန်းကိုသွားနေကြတာပါ။သူ့လိုဖြစ်ချင်လိုက်တာလို့ဘယ်တော့မှစိတ်မကူးပါနဲ့။အားလုံးဟာကိုယ့်ဘဝနဲ့ကိုယ်တမူထူခြားနေတဲ့သူတွေပါ။ကိုယ့်ဘဝဆိုးနေတယ်ဆိုရင်လည်းအကောင်းတွေကိုရှာဖွေလက်ခံပါ။ကိုယ့်ဘဝကကောင်းနေတယ်ဆိုရင်လည်းအဆိုးလေးတွေရှိနေသေးတာနားလည်လက်ခံပေးပါ။ဟိုဘက်ခြံကမြက်ကပူစိမ့်တာမျိုးမဟုတ်ပဲကိုယ်ခြံထဲကမြက်ကလေးကလည်းစိမ့်ပါတယ်။ပန်းပွင့်လေးတွေလိပ်ပြလေးတွေနဲ့တာယာနေတာပဲဆိုတာယုံကြည်ပါ။ကျေနပ်တဲ့စိတ်ကျေးဇူးတင်တတ်တဲ့စိတ်ကိုမွေးမြူလိုက်တဲ့အခါမှာတကယ်ကိုပြည့်စုံကြွယ်ဝချမ်းသာတယ်ဆိုတဲ့စကြဝဠာရဲ့အလားယတနာတွေကိုခံစားရမှာဖြစ်ပါတယ်။